ဒီရာသီမှာရှုံးပွဲမရှိထားသေးတဲ့အသင်းနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုအားလုံးပဲမင်္ဂလာပါရှင်စပေါ့ကဘာကနေကြိုဆိုလိုက်ပါတယ်ပရီးမီးယားလိပွဲစဉ်6အဖြစ်လီဗာပူးသင်းကခရစ္စတယ်ပဲလစ်အသင်းကိုအဝေးကွင်းမှာတွားရောက်ရင်ဆိုင်ရဖို့ရှိနေပါတယ်အသင်းနှစ်သင်းစလုံးကဒီရာသီမှာရှုံးပွဲလုံးဝမရှိထားသေးတာကြောင့်ဒီပွဲစဉ်ကစိတ်လှုပ်ရှားဖို့တော့တော်လေးကောင်းနေပါတယ်စက်တင်ဘာလ29ရက်နေ့မြန်မာစံတော်ချိန်ည8:00နာရီခွဲမှာဆယ်ဟယ်ဘတ်မှာရှင်ပြိုင်သွားကြရမှာဖြစ်ပါတယ်လီဗာပူးတို့အနေနဲ့ကတော့ရာသီအစကရှုံးကြွေးကိုပြန်ဆက်သွားရမယ့်ပွဲစဉ်လည်းဖြစ်နေပါတယ်ဒီရာသီမှာပဲလစ်နဲ့လီဗာပူးကကန်ဆက်နေတယ်လို့ပြောလို့ရပြီးတော့ဖရာဘောင်ရဲ့နောက်တစ်ဆင့်မှာလည်းထိပ်တိုက်တွေ့ဆုံနေတာဖြစ်ပါတယ်အနီးကဆုံးထိပ်တိုက်တွေ့ဆုံမှုကိုကြည့်မယ်ဆိုလို့ရှိရင်လီဗာပူးက18ပွဲနိုင်9ပွဲတည်နဲ့ပဲလစ်က9ပွဲနိုင်ထားတာကိုတွေ့ရပါတယ်။ပဲလစ်အသင်းရဲ့နောက်ဆုံးပွဲစဉ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်ကတော့ပြောခဲ့သလိုပဲပေါ့နော်။သူတို့ကလီဗာပူးလိုပဲဒီယာဒီမှာလုံးဝရှုံးပွဲမရှိထားသေးပဲနဲ့ပုံစံကောင်းကိုပြသနေပါတယ်။ဒါပေမဲ့လီဗာပူးအသင်းကတော့နောက်ကျဂိုးတွေနဲ့ရှုံးပွဲမရှိနိုင်ထားတာဖြစ်ပြီးတော့မှပဲလစ်ကတော့2ပွဲနိုင်3ပွဲတည်နဲ့ရှုံးပွဲမရှိနိုင်ထားတဲ့အသင်းဖြစ်ပါတယ်။ဒါကတော့ခြားနာချက်ပါထိပ်တိုက်တွေ့ဆုံမှု6ကြိမ်ကိုကြည့်မယ်ဆိုလို့ရှိရင်ကတော့ Crystal Palace က2ကြိမ်နိုင်3ကြိမ်တည်နဲ့ Liverpool က2ကြိမ်နိုင်ထားတာကိုတွေ့ရတယ်ဆိုတော့ဒါကအရန်ပြတ်သားတဲ့ရလဒ်လို့တော့ပြောလို့မရပါဘူး Community Shield မှာဆိုလို့ရှိရင်ကတော့ Liverpool နဲ့ Palace ကတည်ကြထားပြီးတော့ပြီးခဲ့တဲ့ရာသီ Liverpool ရဲ့အိမ်ကွင်းမှာ 1-1 နဲ့တည်ကြပြီးတော့ Palace ရဲ့အိမ်ကွင်းမှာတော့ 0-1 နဲ့ Liverpool ကနိုင်ထားတယ်နောက်ပြီးတော့2024ခုနှစ်အစောပိုင်းမှာဆိုရင် Liverpool အိမ်ကွင်းမှာ Palace က0-1 နဲ့နိုင်ထားခဲ့ပြီးတော့မှ Palace ရဲ့အိမ်ကွင်းမှာတော့ 1-2 နဲ့ Liverpool ကနိုင်ထားတာကိုတွေ့ရပါတယ်ပြောရမယ်ဆိုလို့ရှိရင်တော့ Liverpool က Palace ကိုကစားရခက်စီတယ်ဆိုပေမဲ့လို့လေ Palace ရဲ့အိမ်ကွင်းမှာနောက်ဆုံးကစားရတဲ့ပွဲစဉ်နှစ်ပွဲမှာဆိုလို့ရှိရင် Liverpool ကအနိုင်ရထားတာကိုတွေ့ရပါတယ်မက်ဖူဟီဦးဆောင်တဲ့ခန်းစစ်ကအတော်လေးကိုကြစ်လက်နေတာကိုတွေ့ရတယ်။နောက် Palace ရဲ့နီးပြဖြစ်တဲ့ Oliver Glasner ကအသင်းကို3-4-3 ပုံစံနဲ့ပြောင်းလဲကျင့်သုံးနေတာကိုတွေ့ရပြီးတော့မှဒါကတော်တော်လေးကိုအလုပ်ဖြစ်နေတာကိုတွေ့ရတယ်။နောက်တန်း3ယောက်နေရာမှာဘိုးခိုင်စင်မှုစစ်စစ်3ကိုတက်ထားပြီးတော့မှဘေးလက်ဆောင်ကိုတိစောက်ထားတာကြောင့်မလို့တော်ယုံပြိုင်ဘက်တွေသွင်းကိုရရှိဖို့ခက်ခဲနေတတ်တာပါအားသာချက်တစ်ခုအနေနဲ့ကတော့ကွင်းလက်အစွန်မှာကစားတဲ့မုန်နော့စ်နဲ့မီချယ်တို့လိုကစားသမားတွေကဝင်းဘတ်တာဝန်တွေကိုပါကောင်းကောင်းပိုင်နိုင်တာကြောင့်မလို့အသင်းကတိုက်စစ်ရောခံစစ်ရောဟန်ချက်ညီနေတာဖြစ်ပါတယ်ဝါရင်ကွင်းလက်လို့ဝီလ်ဘူးရှိမယ်ဝါတန်လိုလုံအားမြင့်နဲ့ကွင်းလက်အဖြတ်ကစားသမားရှိမယ်တိုက်စစ်မှာဆိုလို့ရှိရင်တော့မာဒီလာလိုအဆုံးသက်ကောင်းမွန်တဲ့တိုက်စစ်မှုတွေရှိတာကြောင့်မလို့ပဲလစ်အသင်းကအနာနဲ့စေးတက်နေတာပါဒါကြောင့်လည်းပဲ9ပွဲကစားပြီးတဲ့အချိန်မှာ2ပွဲနိုင်3ပွဲတည်တိုက်စစ်ကရာကို6ကိုနဲ့ပေးကို2ကိုပဲရှိပြီးတော့မှလက်ရှိပရီးမီးယားလိရဲ့ခန်းစစ်အကောင်းဆုံးအသင်းအဖြစ်ရပ်တည်နေတာပါတစ်ဖက်မှာလီဗာပူးအသင်းကတော့9ပွဲကစားထားပြီးတဲ့အချိန်မှာ9ပွဲစလုံးကိုအနိုင်ရထားတဲ့အသင်းတစ်သင်းပြီးတိုက်စစ်ကလည်းသူ့နီးသူ့ဟန်နဲ့ဂိုးတွေသွင်းတယ်လို့ခန်းစစ်ကလည်းပြန်ပြီးတော့တည်ငြိမ်လာတာကိုတွေ့ရပါတယ်ဒီပွဲစဉ်မှာကတော့ကြီးမားတဲ့ပြောင်းလဲမှုမျိုးတွေကိုတွေ့ဖို့မရှိပါဘူးပြီးခဲ့တဲ့ Everton နဲ့ Premier League ပွဲစဉ်မှာဆိုလို့ရှိရင်ကွင်းလက်လူ Florian Wirtz ကိုအနာပေးခဲ့တာကြောင့်မို့လို့ Palace နဲ့ပွဲစဉ်မှာတော့သူကပြန်ပြီးတော့ပါဝင်လာရဖို့ရှိပါတယ်တိုက်စစ်မှု EKTK ကလည်းဒီပွဲစဉ်ကိုလွဲချော်မှာဖြစ်ပေမဲ့လို့ကြံကစားသမားတွေအနေနဲ့ကတော့ပုံမှန်အတိုင်းပဲထန်ဂရိုင်းကြကြရှိနေပါတယ်Amslot ကသူကကစားသမား17ဦးနဲ့ပုံသေးကစားကွက်ကိုတိစောက်မှာမဟုတ်ဘူးလို့ဆိုထားတဲ့အတွက်ကြောင့်မို့လို့လီဗာပူးအသင်းရဲ့အရသာအသစ်ကိုတော့မီးဆန်းခွင့်ရမယ်ပွဲစဉ်တစ်ပွဲပါပဲ။ Crystal Palace အသင်းကတော့သူတို့ပုံမှန်သုံးနေကြကစားကွက်အတိုင်းပဲ3-4-3 အထိုင်မှာဒီခန်းစစ်မှု3ဦးဖြစ်တဲ့ Mark Guehi ရဲ့ La Crosse ရဲ့ Richard တို့ရဲ့ကိုနေရာပေးပြီးတော့မှကွင်းလယ်မှာ Munoz, Wharton, Hughes နဲ့ Mitchell တိုက်စစ်မှာဆိုလို့ရှိရင် Madida, Sarr နဲ့ခမာတာတို့နဲ့ပွဲထွက်လာနိုင်ပါတယ်။ဂိုးသမားကတော့ဟန်ဒါဆန်ပါ။တစ်ဖက်ကလီဗာပူးအသင်းကတော့ဂိုးသမားနေရာမှာအယ်လီဆန်ပဲပွဲထွက်လာအောင်ပါပါ။ခန်းစစ်မှုတွေဖြစ်ဆိုလို့ရှိရင်တော့ဗန်ဒိုက်နဲ့ကိုနာတေးရှိမယ်။ဖူးဘက်တွေဖြစ်ဆိုလို့ရှိရင်ကတော့ပြီးခဲ့တဲ့ပွဲစဉ်မှာဖရင်ပေါင်ကပွဲထွက်လာတဲ့အတွက်ကြောင့်မလို့ဘရက်ဒလီနဲ့ညာချမ်းမှာပွဲထွက်လာနိုင်တယ်။ဘယ်ချမ်းမှာကတော့ကာကတ်ပါဝင်လာနိုင်ချေရှိတယ်။ကွင်းလယ်မှာဆိုရင်ဆိုဗိုဝစ်နဲ့ဂရာဗီတို့နဲ့ပဲပွဲထွက်လာမှာပါ။တောင်မန်တစ်ဖက်မှာတော့ဂပ်ပိုနဲ့မိုဆာလာတို့ပဲနေရာယူလာနိုင်ပြီးတော့မှအထောင်တိုက်စစ်မှာဆိုလို့ရှိရင်ကတော့ EKTK ပါဝင်လာမှာမဟုတ်တဲ့အတွက်ကြောင့်မလို့ ESET ကိုနေရာပေးလာနိုင်ပွဲရှိပါတယ်ဒီ Palace နဲ့ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာဆိုလို့ရှိရင်နီးပြကြီး Amslot အနေနဲ့ကESET ကမိနစ်60ပြည့်ကစားနိုင်နေပြီဒါပေမဲ့လို့လည်းဒီရေရှည်ကိုကြည့်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ ESET ကိုတော့မိနစ်60ပြည့်နေရာပေးလာဖို့တုံးဆွဲလာဖို့ဆိုတာကမလွယ်ကူဘူးဆိုပြီးတော့မှပြောဆိုထားပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ Palace နဲ့ပွဲစဉ်မှာ Alexander Isak အနေနဲ့ကတော့မိနစ်60ပြည့်ပါဝင်လာဖို့ဆိုတာကတော့မသိကြပါဘူး
ဆိုတော့အရန်နေဖြစ်ဆိုလို့ရှိရင်ခီစာရှိမယ်အန်ဂူမိုဟာရှိမယ်နောက်တန်းမှာဆိုလို့ရှိရင်ကတော့ Gomez, Frimpong နဲ့ Robertson တို့အစဉ်သင်းရှိနေမှာဖြစ်ပါတယ်ခြုံငုံပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကတော့ဒီပွဲစဉ်ဟာ Palace က Liverpool ရဲ့ တိုက်စစ်ကိုစမ်းသပ်သွားမယ်ပွဲစဉ်တစ်ပွဲဖြစ်ရှိနေပါတယ်Palace ကတရေခံပြီးတော့မှကန်တဲ့ပုံစံကိုလည်း Liverpool တို့ခယူးဆိုင်ရမယ်Liverpool ရဲ့အဝေးကွင်းရလက်ကလည်းမစိုးဘူးလို့ပြောလို့ရတယ်နောက်ပြီးတော့ Palace ကလည်းအိမ်ကွင်းမှာ Liverpool ကိုအနိုင်ကန်ဖို့ဆိုတာကမတိကျသလိုLiverpool ကလည်း Palace ရဲ့အိမ်ကွင်းမှာအနိုင်ကန်ဖို့ဆိုတာကတော့တိတ်တော့မလွယ်ကူဘူးဆိုတော့တရေဖြစ်နိုင်တဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ Liverpool ရဲ့ဖွဲ့စည်းမှုကတော့ပိုကောင်းတဲ့အတွက်ကြောင့်မလို့ဘလို့ပဲဖြစ်နေပါစေတော်ဖြတ်နိုင်စွမ်းရှိတဲ့ Liverpool ကြောင့်မလို့အဆုံးသတ်မှာကတော့ကျင်းမြောင်းတဲ့ရလက်နဲ့ပဲအနိုင်သုံးဘက်ကိုနီးပြကြီး Amslot ကစူဆောင်းသွားနိုင်ခြေရှိနေပါတယ်ရှင်Sport ကပရိသတ်ကြီးအနေနဲ့ရော Palace နဲ့ Liverpool ပွဲစဉ်အပေါ်မှာဘလို့ရလက်တွေထွက်ပေါ်လာမယ်လို့ထင်မြင်လဲဆိုတာကိုဆွေးနွေးကြပါဦးဗီဒီယိုလေးကို like and share မလုပ်ရသေးရင် like and share လေးနဲ့အားပေးဖို့အတွက်တောင်းဆိုပါရစေမင်္ဂလာရှိသောနေ့လေးဖြစ်ကြပါစေအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်